ချင်းမိုင်ကလည်းကြားမဲ့သူတွေအတွက်ဘယ်မှာတဲရမလဲမသိသေးဘူးဆိုရင်တွားရလာရလွယ်ကူပြီးတော့ချင်းမိုင်ရဲ့အထင်ကြီးနေရာတွေဖြစ်တဲ့ချင်းမိုင်မြို့ရိုးထောက်ဖဲကိန်းနဲ့နီးတဲ့အပြင်ချင်းမိုင်နိုင်ပစားနဲ့လည်းနီးပြီးတော့ဈေးလဲတင်းတဲ့ဟိုတယ်လေးတစ်ခုနဲ့ဒီနေ့မိတ်ဆက်ပေးပါမယ်ဒီ reception မှာဆိုရင်ဒီမြန်မာဝန်ထမ်းမောင်လေးလည်းရှိတယ်လို့မျိုးထိုင်းမာလေးတွေကလည်းအင်္ဂလိပ်လိုမျိုးကောင်းကောင်းပြောနိုင်တာဖြစ်တဲ့ကြောင့်မလို့ဘာသာစကားအခက်အခဲအတွက်လည်းစိတ်ပူစရာမလိုပါဘူးကျွန်တော်တရားပဲရှိရလားပြီးတော့ဒီ hotel ကဝန်ထမ်းတွေအားလုံးက friendly ဖြစ်ပြီးတော့မျက်နှာလေးလည်းချိုတဲ့ကြောင့်မလို့ဆက်ဆံရေးကတော့ပြောစရာမလိုအောင်ကောင်းပါတယ်ဒီခန်းလေးကတော့ standard room ပဲဖြစ်ပါတယ်။သူကတော့ပုံမှန်ဈေး950ဘတ်ကိုမှဒီကမြန်မာဝန်ထမ်းမောင်လေးစီကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ book လုပ်မယ်ဆိုလို့ရှိရင်တော့850နဲ့ discount ရမှာဖြစ်ပါတယ်။ဒီ standard room လေးကတော့လူ2ယောက်တည်းလို့ရမယ်။သူကတော့ runner မပါဘူး။ဒါပေမဲ့ပြင်းပေါက်ပါမယ်။မတင်ခုံတို့ပါတော့ပါမယ်ပေါ့နော်။ရေချိုးခန်းကတော့ရိုးရိုးဘူထိုင်းအိမ်သားနဲ့ပဲပေါ့နော်။ပြီးတော့ဒီမှာ luggage အပ်တဲ့နေရာလည်းရှိတယ်။တလေကလည်းပါပါတယ်။ဒါလေးကတော့ the last room ပဲဖြစ်ပါတယ်။သူကတော့ဂတင်နှလုံးပါမယ် balcony ပါမယ် runner ပါမယ်ပေါ့နော်။ပြီးလို့ရှိရင်အရှိမထွက်ထိုင်လို့ရတယ်။ခုံလေးလည်းထပ်ထားပေးမယ်။ဒါကတော့အရှိကတော့ Dwayne Sutik Mountain View ပေါ့နော်။အခန်းထဲကနေပြီးတော့ကြည့်လို့ရပါတယ်။မနေ့ဆိုရင်လည်းပို့လာပါတယ်။အခုကမှောင်နေပြီမို့လို့ TV ပါမယ်။ရေခဲတက်တာပါမယ်။ပြီးလို့ရှိရင် the last room ကတော့တန်ပတ်တက်လေးပါမယ်ပေါ့နော်။ဒီခန်းလေးကတော့မိသားစုတွေဒါမှမဟုတ်လို့ရှိရင်တငယ်ချင်းတွေတူတူစုပြီးတော့နေလို့ရတဲ့အခန်းလေးပေါ့နော်။ဂရင်နှလုံးလည်းပါတယ် view ကလည်းဒီ Dwayne Sutik Mountain View မှာသူကတောင်းအခန်းကြရဲပေါ့နော်။ဈေးနှုန်းကတော့ဘတ်1400ဝန်းကျင်1300ဝန်းကျင်မှာအခုဒါကနေပုံမယ်ဆိုလို့ရှိရင်လည်း discount တွေရနိုင်ပြီးတော့ဒီခုနဒီဝန်ထမ်းမောင်လေးကိုဆက်ပြီးတော့ပုတ်လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ discount လေးရပါတယ်။သူတို့ရဲ့ပိုင်ရှင်ကမြန်မာလူမျိုးတွေလာတက်လို့ရှိရင် discount ပေးမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်။ပြီးတော့သူကအချက်ချာကြတဲ့နေရာမှာရှိရဆိုတော့သွားရလာရလဲလွယ်ကူတယ်ဘယ်နေရာသွားပို့လေးငါပြီးတော့သွားလို့ရတယ်လမ်းလျှောက်ပြီးသွားမယ်ဆိုလို့ရှိရင်လည်းသွားလို့ရတယ်အဓိကချင်းမိုင်မှာဟိုတယ်တွေရှာမယ်ဟိုတယ်တဲမယ်ဆိုလို့ရှိရင်ချင်းမိုင် OCD နဲ့နီးရဲ့နေရာတော့မဟုတ်လေစိမ့်နဲ့နီးရဲ့နေရာအဲ့လိုနှစ်နေရာမှာရှိတဲ့ဟိုတယ်လေးတွေကိုရွေးပြီးတော့တဲတာပို့ပြီးတော့ကောင်းပါတယ်